အခုမိတ်ဆွေတို့မြင်နေရတဲ့ဗီဒီယိုမျိုးကိုပတ်စံပေးစရာမလို watermark လေးမပါဘဲနဲ့ 100% free ဖန်တီးလို့ရမယ့်နည်းလမ်းလေးကိုသိချင်ပါလားကိုယ်စိတ်ကြားရဲ့ပုံလေးတွေကနေပြီးတော့တကယ်ကိုကောင်းမွန်တဲ့သက်ဝင်လှုပ်ရှားတဲ့ cinematic video လေးအဖြစ်ပြောင်းလဲဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ဖြစ်ပါလိမ့်မယ်Welcome to Access AI. အားလုံးမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ static image ကနေပြီးတော့သက်ဝင်လှုပ်ရှားနေတဲ့အခုလိုမျိုးဗီဒီယိုလေးတွေအဖြစ် 100% free ဖန်တီးလို့ရတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် AI feature နဲ့ပုံလေးတွေကိုစက္ကန့်ပိုင်းအတွင်းမှာဗီဒီယိုအဖြစ်ပြောင်းလဲဖို့အတွက်ကိုယ်စိတ်ကြိုက် prompt ရေးထည့်ပေးပြီးတော့ဖန်တီးခိုင်းလို့ရတယ်လို့ auto prompt mode နဲ့လည်းဗီဒီယိုလေးအဖြစ်ပြောင်းလဲဖန်တီးခိုင်းလို့ရပါတယ်ဒီလိုဖန်တီးလို့ရတဲ့နေရာကတော့ကျွန်တော်တို့အများစုနဲ့ရင်းနှီးပြီးသား app တစ်ခုဖြစ်တဲ့ Canva ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုနောက်ပိုင်း AI တွေအရန်ကိုမှအသုံးဝင်လာတဲ့အချိန်မှာ Canva ကလည်း AI feature တွေကိုထည့်သွင်းပေးလာပြီးတော့အမြဲ upgrade လုပ်လာပါတယ် Canva Pro account ရှိမှသုံးလို့ရတဲ့ AI tools တွေရှိသလို free pay သုံးထားတဲ့ tools တွေလည်းအများကြီးရှိလာပါပြီဒီထက်ကမှဒီနေ့စမ်းသုံးပြပေးသွားမယ့် image to video ပြောင်းလဲနိုင်တဲ့ tools ကလည်း free အသုံးပြုလို့ရတာပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့က Canva ထဲမှာပါဝင်တဲ့ AI tools တွေ features တွေအားလုံးကိုအကန့်အသတ်မရှိစိတ်ကြိုက်အသုံးပြုနိုင်ဖို့ကတော့ Pro account တစ်ခုရှိထားဖို့လိုပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာအခုကြည့်ရှုနေတဲ့မိတ်ဆွေတွေက10ယောက်ကိုလည်းပဲ Canva Pro account special giveaway အနေနဲ့ပေးသွားဖို့ရှိပါတယ်အကယ်၍မိတ်ဆွေအနေနဲ့ Pro account ရကျင်နေဆိုရင်တော့ဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုရေးသွားခဲ့ဖို့တောင်းဆိုချင်ပါတယ်မရခဲ့လို့ဝယ်သုံးကျင်နေဆိုရင်လည်းတစ်နှစ်စာဒါမှမဟုတ်တစ်သက်တာ plan တွေကိုမှဈေးနှုန်းက1000ဝန်းကျင်လောက်ပဲရှိတာပါကိုပေးရတာထက်အစာကောင်းများစွာအသုံးချလို့ရတာမို့တကယ်ကိုရှိထားသင့်ပါတယ်အကယ်၍မိတ်ဆွေအနေနဲ့ account ဝယ်သုံးကျင်နေဆိုရင်တော့ယုံကြည်စိတ်ချရတဲ့နေရာလေးတစ်ခုကိုညွှန်ပေးချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ YouTube channel ကကြည့်ရှုသူတွေအတွက်အထူး service ပေးနေတဲ့ Level Up to Pro ဆိုတဲ့ Telegram channel လေးမှာတွားရောက်မေးမြန်းဝယ်ယူနိုင်ပါတယ်အဲ့မှာအခြား AI Premium subscription တွေနဲ့ဈေးနှုန်းချိုတာပြီးတော့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ပါတယ်မိတ်ဆွေကအခုဒီမှာမြင်တွေ့နေရတဲ့ Pro 2A ဆိုတဲ့ကုတ်လေးကိုပြောပြီးတော့ဝယ်မယ်ဆိုရင်ဈေးထက်လျှော့ပေးပါလိမ့်မယ် Okay ဒါဆိုကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ရအောင်ပါ Canva ကိုသုံးပြီးတော့ image to video လေးစတင်ပြီးတော့ဖန်တီးကြည့်ရအောင်ပါဒီလိုဖန်တီးဖို့အတွက်ဖုန်းထဲမှာရှိတဲ့ app နဲ့သုံးလို့ရတယ်လို့ canva.com ကနေပြီးတော့လည်းတိုက်ရိုက်ဝင်သုံးလို့ရပါတယ်အခုမှစသုံးမဲ့သူတွေဆိုရင်တော့ဒီမှာမြင်တွေ့နေရတယ်လို့မျိုးပဲ Canva account လေးတစ်ခုအရင်ဆုံးဖွင့်လိုက်ပါဒီလို account လေးဖွင့်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေတို့စိတ်ကြိုက်ဒီဇိုင်းတွေဗီဒီယိုတွေ presentation တွေစသဖြင့်အခြား Canva ကိုသုံးပြီးအများကြီးဖန်တီးအသုံးပြုနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်အခုဒီမှာဆိုရင်ပုံလေးတစ်ခုချင်းကနေပြီးတော့ motion video အဖြစ်ပြောင်းလဲဖန်တီးတာကစလို့ social media တွေမှာတင်ဖို့ AD video လေးတွေအထိပါဖန်တီးကြည့်တော့ပါမယ်ဒါဆိုရင်တော့အခုဒီမှာမြင်တွေ့နေရတဲ့ create ဆိုတာကိုနှိပ်လိုက်တာနဲ့ကိုဖန်တီးခြင်းတဲ့ video site သို့မဟုတ်အသင့်ရှိထားပြီးသား social media platform တွေက video site တွေကိုရွေးပေးလိုက်လို့ရပါတယ်ဒီမှာဆိုရင် TikTok video site ကိုရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဖန်တီးခြင်းတဲ့ပုံလေးကိုဒီမှာအရင်ဆုံး upload လုပ်လိုက်ရမှာပါဒီမှာမြင်တွေ့နေရတဲ့ upload ကိုသွားမယ်ပြီးရင် upload file ကနေပြီးတော့ကျွန်တော်တို့ရဲ့ device ထဲမှာရှိတဲ့ပုံလေးကိုထည့်ပေးလိုက်ပါမယ်ဒီပုံလေးကိုဗီဒီယိုပြောင်းဖို့အတွက်အခု timeline ထဲကိုထည့်လိုက်ပါမယ်ပြီးရင်ပုံလေးပေါ်ကို click တစ်ချက်ထောက်လိုက်ပါပြီးရင်တော့ဒီမှာမြင်တွေ့နေရတဲ့ edit ကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင် Canva ကနေ free အသုံးပြုခွင့်ပေးထားတဲ့ tools တွေအများကြီးကိုတွေ့ရမှာပါခုလိုမျိုး crown ပုံစံလေးတွေပါတာက pro user တွေသာအသုံးပြုလို့ရမှာဖြစ်ပြီးမပါတာတွေကတော့ free သုံးလို့ရပါတယ်ဖြစ်ပါတယ်ဒီထဲကမှအခုမြင်တွေ့နေရတဲ့ image to video ဆိုတာလေးကိုအသုံးပြုရမှာပါသူက free အသုံးပြုလို့ရပါတယ် image to video ဆိုတဲ့ feature ကိုနှိပ်လိုက်ပြီဆိုတာနဲ့အခုလိုမျိုး smart နဲ့ custom ဆိုပြီးတော့တွေ့ရပါမယ် smart ဆိုတာကတော့ကိုယ့်ဘက်ကဘာမှလုပ်ပေးစရာမလိုပဲ video ကို AI ကပဲအလိုလျောက်လုပ်ပေးတာပါဒီဘက်က custom ကတော့ကိုထည့်ပေးလိုက်တဲ့ပုံလေးကိုဘယ်လိုမျိုးအသက်ဝင်လှုပ်ရှားအောင်ပြောင်းလဲစေခြင်းလဲဆိုတာကိုအသေးစိတ်ကြတဲ့ prompt လေးရေးထည့်ပေးပြီးတော့ခိုင်းရတာပါအခုဒီမှာတစ်ခုချင်းစမ်းပြီးတော့သုံးပြတော့ပါမယ်ပထမဆုံးအနေနဲ့ smart ကနေပဲပုံလေးကို video အဖြစ်ပြောင်းခိုင်းကြည့်ပါမယ်ပုံလေးထည့်ပြီးသွားလို့ဒီမှာမြင်တွေ့နေရတဲ့ generate ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့သူ့ဘက်ကနေပြီးတော့ဗီဒီယိုလေးအဖြစ်ပြောင်းပေးနေပါပြီဒီမှာဆိုရင်ကျွန်တော်ထည့်ပေးလိုက်တဲ့ပုံလေးကနေပြီးတော့အခုလိုမျိုး5စက္ကန့် motion video လေးတစ်ခုရရှိလာပါပြီတကယ်ကိုတဘာဝကျတဲ့လှုပ်ရှားမှုတွေကိုမြင်တွေ့ရမှာပါအခုလို5စက္ကန့် video တွေကိုအချိန်တိုးလာအောင်ဘယ်လိုလုပ်လို့ရမလဲပြီးရင်ဒီလိုမျိုး5စက္ကန့် video အတူလေးတွေပေါင်းပြီးတော့ video အရှိတပုတ်ဖြစ်အောင်ဘယ်လိုဖန်တီးရမလဲဆိုတာတွေကိုနောက်ပိုင်းမှာဆက်လက်မျှဝေပြောပြပေးထားပါတယ်နောက်တစ်ခုအနေနဲ့ custom feature ကိုဆက်လက်စမ်းသုံးကြည့်အောင်ပါဒီမှာနောက်ထပ်ပုံအသစ်လေးတစ်ပုံကိုထည့်လိုက်ပါမယ်အစိုးရအတိုင်းပဲ edit ထဲကနေပြီးတော့ image to video ပြီးရင်ဒီဘက်က custom တွေ
လေးကိုဝင်လိုက်ပါမယ်ဒီမှာမြင်တွေ့နေရတဲ့ describe your idea ဆိုတဲ့နေရာလေးမှာပုံလေးကိုဘယ်လိုမျိုးလှုပ်ရှားပြောင်းလဲစေခြင်းလဲဆိုတဲ့အသေးစိတ် prompt ကိုရေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီအောက်မှာမြင်တွေ့နေရတဲ့ generate ကိုနှိပ်လိုက်တာနဲ့သူ့ဘက်ကနေပြီးတော့ဗီဒီယိုလေးကိုဖန်တီးပေးနေပါပြီဒီမှာဆိုရင်တော့9စက္ကန့်ဗီဒီယိုလေးတစ်ပုဒ်ရရှိလာပြီပဲဖြစ်ပါတယ်ထည့်ပေးလိုက်တဲ့ prompt လေးအတိုင်းပဲပုံကနေပြီးတော့လှုပ်ရှားမှုဗီဒီယိုလေးပြောင်းသွားတာကိုမိတ်ဆွေတို့ဒီမှာမြင်တွေ့ရမှာပါအခုလိုမျိုးသူထုတ်ပေးလာတဲ့ motion video တွေကိုမကြိုက်သေးဘူးဆိုရင်လည်းဒီအောက်မှာရှိတဲ့ generate again ကိုနှိပ်ပြီးတော့ပြန်လည်ဖန်တီးခိုင်းလို့ရပါတယ်ကိုကြိုက်နေတဲ့တယ်ဆိုရင်တော့ဒီမှာမြင်တွေ့နေရတဲ့ add video to design ဆိုတာကိုနှိပ်လိုက်တာနဲ့ဗီဒီယိုလေးရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒီလိုနည်းနဲ့မိတ်ဆွေတွေရဲ့ product ပစ္စည်းတွေကိုပုံမူစိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်မှုရှိအောင်ဖန်တီးပြီးတော့ social media platform တွေပေါ်မှာအသုံးချလို့ရပါတယ်တခုရှိတာက free version မှာ limit အနေနဲ့သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ tools ကကိုယ့်အတွက်အသုံးဝင်နေဆိုရင်တော့9000 1000လောက်သာရှိတဲ့ pro version ကိုဝယ်သုံးစေချင်ပါတယ်ဆက်လက်ပြီးတော့မိတ်ဆွေတို့ဒီဗီဒီယိုရဲ့အစမှာမြင်တွေ့ခဲ့ရတဲ့ကြော်ညာလေးကိုဘယ်လိုမျိုးဖန်တီးထားလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်အောင်ပါဒီမှာဆိုရင် video site ကိုတော့ကျွန်တော် landscape 16 radio 9နဲ့ဖန်တီးတော့ပါမယ်ကြော်ညာအတွက်ထုတ်ထားတဲ့ပုံလေးတွေကိုအရင်ဆုံး upload လုပ်ပေးလိုက်ပါမယ်ပြီးရင်တော့ပုံလေးတွေကိုအခုလိုမျိုးတစ်ခုချင်း timeline ထဲမှာဆင်ထားလိုက်ပါမယ်ပထမဆုံးပုံကိုစပြီးတော့ဗီဒီယိုလေးအဖြစ်ပြောင်းကြည့်ပါမယ်ပုံလေးပေါ်ကိုတစ်ချက်ကလစ်လိုက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ edit ကနေပြီးတော့ image to video ကိုရွေးပေးလိုက်ပါမယ်ပြီးရင်တော့ဒီဘက်က custom ထဲမှာကိုပြောင်းစီခြင်းတဲ့ prompt အသေးစိတ်လေးကိုရေးထည့်ပေးလိုက်ပါမယ်ဒါပြီးရင်တော့အောက်က generate ကိုနှိပ်လိုက်တာနဲ့အခုလိုမျိုးစတင်ဖန်တီးပေးနေပါပြီသူ့ဘက်ကထုတ်ပေးလာတဲ့ဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင်အစောကအတိုင်းပဲ add video to design ကိုနှိပ်လိုက်တာနဲ့ဗီဒီယိုလေးတွေရရှိလာပါပြီတခြားပုံတွေကိုလည်းဒီနည်းအတိုင်းပဲ custom ထဲကနေပြီးတော့ prompt ရေးထည့်ပေးပြီးဆက်ပြီးတော့ဗီဒီယိုလေးတွေအဖြစ်ပြောင်းသွားလိုက်ပါမယ်အခုဒီမှာဆိုရင်ပုံလေးတွေအားလုံးဗီဒီယိုအဖြစ်ပြောင်းလဲသွားပါပြီအခုလိုရရှိလာတဲ့9စက္ကန့်ဗီဒီယိုတွေကိုအချိန်ပိုကြာအောင်ကျွန်တော်တို့အနေနဲ့ duration ညှိလို့ရပါတယ်အကယ်၍ဒီထဲမှာမလုပ်ချင်ဘူးဆိုရင်လည်း video editing app တွေထဲမှာသွားပြီးတော့လုပ်လို့ရပါတယ်ဒီဗီဒီယိုကိုနည်းနည်းရှည်ဖို့အတွက်အပေါ်မှာရှိတဲ့ speed ကို short လိုက်ပါမယ်ဗီဒီယိုက10စက္ကန့်လောက်ထိရောက်သွားပါပြီအခုဒီ clip မှာဆိုရင်အဆုံးသားမှာမလိုတာတွေပါနေတာကိုမပါအောင်လို့တစ်ချက်ညှိလိုက်ပါမယ်ဒီလိုနည်းနဲ့အခြား video clip တွေကိုလည်းကြည့်ကောင်းအောင်သဘာဝကျအောင်စက္ကန့်လေးတွေအတိုး short လုပ်ပြီးတော့ချိန်ညှိသွားလိုက်ပါမယ်ပြီးရင်တော့တစ်ခုနဲ့တစ်ခုအပြောင်းလဲလေးမှာ transition လေးတွေထည့်လို့ရပါသေးတယ် clip နှစ်ခုကြားမှာရှိတဲ့ add transition ဆိုတာကိုနှိပ်လိုက်ရင်သူ့ထဲမှာပါဝင်တဲ့ basic transition တွေကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါပြီဒီထဲကမှ transition တွေမကြိုက်သေးဘူးဆိုရင်တော့မိတ်ဆွေတို့အသုံးပြုနေတဲ့ editing app တွေထဲမှာပဲလုပ်လို့ရပါတယ်မိတ်ဆွေတွေနဲ့အသံတွေသချင်းတွေထည့်တာစာတန်းထိုးတာတွေကိုဒီမှာတစ်ခါတည်းလုပ်လို့လည်းရပါတယ်အားလုံးစိတ်ကြိုက်ချိန်ညှိပြီးသွားပြီဆိုရင်တော့ဗီဒီယိုလေးကိုထုတ်မဲ့အပိုင်းကိုရောက်သွားပါမယ်အခုလို image ကနေပြောင်းထားတဲ့ဗီဒီယိုလေးတွေကိုသိမ်းဖို့အတွက်ဒီညာဘက်အပေါ်ထောက်မှာရှိနေတဲ့ share ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ download ဆိုတာကိုနှိပ်ပေးလိုက်ပါဒီလိုမျိုး box တွေတက်လာပြီးတော့ဒီမှာ file type တွေ quality တွေကိုစိတ်ကြိုက်ရွေးချယ်ပေးလို့ရပါတယ်ကိုစိတ်ကြိုက်ရွေးချယ်ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာမြင်တွေ့နေရတဲ့ download လုပ်လိုက်လို့ရပါပြီအခုဒီမှာဆိုရင်မိတ်ဆွေတို့မြင်တွေ့တဲ့အတိုင်းပုံလေးတွေကနေပြီးတော့ဗီဒီယိုအဖြစ်ပြောင်းလဲဖန်တီးလို့ရတယ်လို့ clip အတူလေးတွေပေါင်းပြီးတော့ဗီဒီယိုအရှည်တစ်ခုရအောင်ဘယ်လိုဖန်တီးရမလဲဆိုတာတွေကိုလည်းသိရှိသွားပြီလို့ထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်အကယ်၍ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်အခြားကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေသိရှိလို့ရအောင်လည်းညှဝေပေးသွားလို့ရပါတယ်မိတ်ဆွေတို့သိချင်တဲ့အခြား AI tools တွေစမ်းသုံးပြပေးစေချင်တဲ့ app တွေ tools တွေရှိတယ်ဆိုရင်လည်း comment မှာဝင်ရောက်ရေးခဲ့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်